ရမယ်တဲ့နော်ချမ်းသာတဲ့အခါလဲကြုံရမယ်ဘာပဲဖြစ်ဖြစ်နော်ဘုရားကျေးဇူးတော်ကိုအမြဲချီးမွမ်းမယ်တဲ့ချီးမွမ်းလို့မကုန်ဘူးတဲ့ပြည့်ရတဲ့ချီးမွမ်းမယ်ဘာဖြစ်လဲဆိုရင်ဘုရားရဲ့ကျေးဇူးတော်ကြောင့်ဘာနဲ့မှလည်းမလေးနဲ့ဘူးတဲ့ဘုရားကျေးဇူးတော်ကိုနော်ဘာဖြစ်လို့လဲဘုရားကျေးဇူးတော်အသွေးတော်ပါဒီဒီမှာတော့ကျမတို့အတွက်အရအပင်ပေးတဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်နော်ကျမတို့ဓမ္မဟောင်းထဲမှာကျေးဇူးတော်ဆိုတဲ့စကားမတွေ့ဘူးနော်တို့ရတယ်လေဒီဘရုစ်ကနေဆိုချဲလို့ရေးတယ်အဲ့ဒါရဲ့အဓိပ္ပာယ်ကတော့ကျေးဇူးတော်ပဲဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းမှာ38ချိန်တိုင်ခိုင်ဘုရားရဲ့ကျေးဇူးတော်ကိုပြပြောတာတွေ့ရတယ်နော်မောရှေကကျေးဇူးနဲ့ပတ်သက်လို့ဘုရားခင်စီမှာ request လုပ်တယ်တောင်းတာပေါ့နော်ဘုရားခင်စီမှာအဲ့ဒါထွမြောက်ကျမ်းခန်းကြီး33ကနေဖတ်လို့ရှိတယ်အဲ့ဒီသူတောင်းတဲ့ပုံနဲ့ချက်ကိုပေါ်ပြချင်ပါတယ်ပထမတစ်ချက်ကတော့ကိုရိုဤလမ်းကိုပြတာဒုတိယတစ်ချက်ကတော့ဤလူမျိုးသည်ကိုရိုဤလူဖြစ်ကြောင်းဆင်ခြင်တယ်တတိယတစ်ချက်ကကိုရိုတိုင်းမသွားလေကျွန်တော်တို့ကိုဒီရမပို့တော်မူပါသည်စဒုဒ္ဒတစ်ချက်ကတော့ကျွန်တော်ဒီကိုရိုဤလူတို့သည်ရှိတော်၌မျက်နှာရတော့အကြောင်းဘယ်လိုလုပ်ထင်ရှားပါလဲဒီမှာငါးတစ်ချက်ကတော့ကျွန်တော်တို့နေ့ကြွသွားတော်မူသောအဖြစ်သာလေထင်ရှားမှာမဟုတ်လို့6ချက်တစ်ချက်ကထို့သောကျွန်တော်နေ့ကိုတော်၌လူတို့ဒီနေကြီးပေါ်မှာရှိတခြားလူတွေနဲ့ခြားနားပြီးဟုတ်ပါတော့အဆုံးတစ်ချက်ကတော့ကိုတော်ဤကိုရဒီအချက်ကိုကြည့်တဲ့အခါမှာဘုရားရဲ့ကျေးဇူးကိုတောင်းတယ်နော်သူတို့ကြိုးစားလို့မရလို့ကိုယ့်ကိုဆက်သွားလို့မဖြစ်လို့ကိုတော်မပါရင်မျက်နှာရစရာအကြောင်းမရှိဘူးကိုတော်မပါရင်နော်ဒီဣတိလာလူမျိုးတွေနဲ့တခြားလူမျိုးတွေဘာမှမထူးခြားတော့ဘူးနောက်ဆုံးတစ်ချက်ဘုရားသခင်ရဲ့ဘုန်းတော်ပြဘုရားသခင်ရဲ့ဘုန်းဆိုတာဘုရားသခင်ရဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်နော်ဒါကြောင့်ဒီမောရှေတောင်းတဲ့အချက်ကိုချက်နော်ဘုရားသခင်ကပြီးခဲ့ပါဘာဖြစ်ဆိုတရားဟောရကျမ်းခန်းကြီးခုနှစ်နော်6ကနေပြီးတော့မှ6ထိ6ကနေ9ထိနော်တရားဟောရကျမ်းခန်းကြီးခုနှစ်6ကနေ9ထိဒီမှာပေါ်ပြကြတယ်ဘုရားသခင်ဟာသူတို့ကျေးဇူးတော်ပြုခဲ့တယ်ဆိုတာယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်နော်ခုနေ့နော် sorry ခုနေ့6မှ9အကြောင်းမူကားသင်သည်ဤဘုရားသခင်ထာဝရကိုဘုရားကိုတန်ရှင်းတော်မူဖြစ်၏ညီကြီးပေါ်မှာရှိသမျှသောလူမျိုးထက်သင်ဤဘုရားသခင်ထာဝရဘုရားပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းကသင်ကိုဝိချေတော်မူ၏သင်သည်အခြားသောလူမျိုးထက်သာ၍များသောကြောင့်ထာဝရဘုရား၏သင်ကိုချီး၍ရွေးချယ်တော်မူသောသင်သည်အခြားသောလူမျိုးတစ်ပါးတို့ထက်သာ၍နေဤဒီလလူမျိုးတွေနော်ဘုရားသခင်ကသူတို့တရှိသောလူမျိုးအနေနဲ့ရွေးချယ်လိုက်ဘုရားသခင်ရဲ့ပိုင်ဆိုင်တဲ့အမျိုးအနေနဲ့ရွေးချယ်လိုက်သူတို့ကိုအင်အားကြီးလို့တော်လို့တတ်လို့သူများထက်အရေးအတွက်များလို့ဘုရားသခင်ရွေးချယ်တော့ဟုတ်ဘူးတဲ့တကယ်တော့မင်းတို့ကလူမျိုးတကာထက်တော့နည်းသေးတယ်ဒီကနေ့ကျွန်တော်ကိုပြောတာလည်းမထူးလားနော်ကျွန်တော်
ငယ်ရှင်းမှာဘုရားသခင်ဒီသင်ကိုချစ်တော်ကြောင့်ပြောပါအာမင်ဘုရားသခင်ဒီကျွန်တော်ကိုချစ်တော်ကြောင့်အဲ့ဒီချစ်တယ်ဆိုတဲ့ဟာလည်းကြီးစုတော်ပဲကျွန်တော်ကသူ့ကိုမချစ်ခင်ကြတဲ့သူကချစ်နေတယ်ဒါကြီးစုတော်ပဲနော်နောက်ပြီးတော့တရားဟောရချမ်းသာကိုလေးကနေ6ကိုဖတ်ကြည့်မယ်နော်သင်ဤဘုရားသခင်သာရဘုရားသည်လူတို့ကိုသိရှိမှနေထုတ်တော်မူသောနောက်သင်ကငါကုသိုလ်ကြောင့်သာရဘုရားသည်ငါ့ကိုသွင်း၍ဤပြည်ကိုအပိုင်ပေးတော်မူသည်ဟုမအောင်ရကိုလူမျိုးတို့ဤနော်ခန်းငယ်ငါမှာသင်ပြုသောကုသိုလ်ကြောင့်၎င်းရှောင်းမှတ်သောသဘောကြောင့်၎င်းထိုပြည်ကိုသွား၍ဝင်စားရမည်မဟုတ်6မှာတို့ဖြစ်၍သင်ဘုရားသခင်သာရဘုရားသည်သင်ဤကုသိုလ်ကြောင့်ထိုကောင်းမွန်သောပြည်ကိုပေးတော်မူသည်မဟုတ်တော့ကျမတို့နော်မြန်မာပြည်မှာနေတယ်စင်ကာပူမှာသွားတယ်မလေးရှားရောက်တယ်ဝမ်မှာနေတယ်ဘယ်နေရာပဲရောက်ကျမတို့ရဲ့ဟိုအားအစွမ်းမရှိဘူးလို့ပြောတဲ့ပြောတယ်လေဒီတရားလူမျိုးတွေကိုခန္ဓာတွေကိုပို့တဲ့အခါမှာနင်တို့ရဲ့ကုသိုလ်ကောင်းမှုကြောင့်ပို့ဘူးနင်တို့ရဲ့ဖြောင့်မခြင်းကြောင့်ပို့ဘူးဒီအမေရိကန်နိုင်ငံမှာလာပြီးတော့အလုပ်လုပ်ရတယ်စားရတယ်နေရတယ်သူများတန်းတူတော့သွားရလာရတယ်စားရတော့ရတယ်တာသမီးတွေကိုပညာပေးရတယ်ကျမတို့ရဲ့ကုသိုလ်ကောင်းမှုကြောင့်ကျေးဇူးတော်ကြောင့်ဖြစ်ပါလေကျေးဇူးတော်ကြောင့်အခုဒီကလူမျိုးတွေကိုပြောတယ်လို့ပဲဒီနေ့ကျမတို့ပြောနေပါတယ်နော်အဲ့ဒီရာသခင်ရဲ့ကျေးဇူးတော်ဟာဣသရေလလူမျိုးအပေါ်မှာတက်ရောက်ဖို့အတွက်ကြိုးစားပြီးတော့မှရာသခင်အလိုတော်ကိုပြည့်စုံအောင်လုပ်ပေးခဲ့တော်သူကမောရှေပဲဖြစ်ပါတယ်သူတို့ရဲ့ကောင်းဆောင်ဒါပေမဲ့မောရှေရဲ့မပြီးပြတ်တဲ့လုပ်ငန်းသူကိုယ်တိုင်ပေါ်ပြတယ်တရားဝင်အကြံခန်းကြီး18အငယ်15မှာမောရှေကပြောတယ်သင်ဤဘုရားသခင်သာရဘုရားသည်သင်ဤအမျိုးသားချင်းတို့ထဲ၌ငါနှင့်တူသော prophet တစ်ပါးသည်သင်အဖို့ပေါ်ထွန်းစေတော်မူထို prophet စကားကိုနားထောင်ရမည်မောရှေကိုယ်တိုင်ပြောတဲ့တဏှိသောခါမှာဘုရားသခင်ကမင်းတို့ဣသရေလလူမျိုးတွေရဲ့ prophet တစ်ပါးကိုပေါ်ထွန်းခိုင်းတယ်ငါနဲ့တူသော prophet တစ်ပါးအဲ့ဒီ prophet စကားကိုနားထောင်ဘာဖြစ်လဲဆိုရင်မောရှေပြုလုပ်တော့ပြီးမပြည့်စုံသေးဘူးပြီးတော့ရှေးရခိုင်းတဲ့ငယ်ဆက်ခဲ့အခုနအမီဖတ်တယ်အကြောင်းမူကားပညာတရားတော်ကိုမောရှေလက်တွေပြီးတော့ဒီကျေးဇူးတော်တရားနဲ့သစ္စာတရားမူကားယေရှုခရစ်အဖြစ်ဖြစ်သည်အာမင်အာမင်ကျေးဇူးတော်တရားနဲ့သစ္စာတရားကယေရှုခရစ်ကလာပြီးတော့ပြည့်စုံစေပါလေဘုရားမလုံးလို့ရနိုင်တာမရှိဘူးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလည်းမရှိဘူးဒီမှာရှင်ပေါလုကသူ့ပေါ်မှာလေးပေးတယ်ဒီပေးတဲ့ဥပမာကဣသောနဲ့ယာကုပ်ပဲဖြစ်ပါတယ်ယောမဝရစာခန်းကြီးကိုယောမဝရစာခန်းကြီးကို30ကနေပြီးတော့မှ16ထဲမှာ30ကနေ16ထဲမှာရှင်ပေါလုကဘယ်လိုဥပမာပေးထားလဲဆိုတော့ဘုရားသခင်ကတဲ့ငါတို့ရဲ့အဘဣဇက်နဲ့ရေဘက်ကာကိုစုံဖက်ပြီးတော့ပြိတ္တိရ
Isaac နဲ့ Rebecca ရတဲ့သား2ယောက်ရှိတယ်။ဘုရားသခင်ရွေးကောက်တော်မူခြင်းနှင့်ရှင်သောအကြံစီတော်သည်အကျင့်အဖြစ်မတည်ခေါ်တော်မူသောဒီအလိုတော်အဖြစ်ဒီမဲ့ကြောင့်အဲ့ဒီကလေး2ယောက်က Rebecca ဘိုက်ထဲမှာရှိတဲ့အခါမှာပြောထားတယ်။ကိုသားမဖွားမီကိုသားတို့သည်တဲ့ကောင်းသောအကျင့်မကောင်းသောအကျင့်ကိုမကျင့်မီတဲ့ဘာမှမသိသေးဘူးလက်ဝဲမသိသေးဘူးလက်ရမသိသေးဘူးမွေးတော်မမွေးလာသေးဘူးဒါပေမဲ့ဘုရားသခင်ကဘိုက်ထဲမှာရွေးပြီးသားဖြစ်ဒါအကြီးဒီသားအနေနဲ့ချုပ်ခါရလိမ့်မယ်ဆိုပြီးတော့ဒါလိုက်ပြီးနေရာစလို့စဉ်းစားကြည့်အမှန်တော့ဘုရားကျေးဇူးတော်ကနေရာစလို့ထဲမှာရှိပြီးသားပါနော်ကျေးဇူးတော်ဤတော်မှာလည်းရှိတယ်ယာကုပ်လည်းရှိဤတော်ကကြီးလာတဲ့အခါမှာသူကဒါဥမာသူကောင်းကြီးရှိပြီးသားလည်းရှိဒါပေမဲ့အဲ့ဒီဒါဥမာရမယ့်ကောင်းကြီးကျေးဇူးတော်ကိုသူကတန်ဖိုးမထားလိုက်ပဲရင်တစ်ဖက်နဲ့လဲလိုက်ဆိုတော့တာအငယ်ဖြစ်တဲ့ယာကုပ်ကတော့အဲ့ဒီကျေးဇူးတော်ကိုအရလိုချင်တယ်လိုချင်တော့သူမရမကကြိုးစားတကယ်တော့ကြည့်လေပြီးတော့ကောက်ချပြီးတော့မတရားတဲ့ပြုလုပ်တာဖြစ်တော်လေသူ့ရဲ့စိတ်ကဘုရားသခင်က impress နော်ဘုရားသခင်ရဲ့စိတ်ကိုလည်းတွေ့ဘာဖြစ်လဲကျေးဇူးတော်ကိုဆောင်ရကျေးဇူးတော်ကိုမရမကယူတယ်အဲ့ဒါကြောင့်ဒါအငယ်ဟာဝိကောက်ချင်းခံရတဲ့လူမျိုးကြီးတွေနဲ့ဘုရားသခင်ဒီမှာယူလိုက်ပါလားအဲ့ဒါတွေကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အသက်တော်ကျေးဇူးတော်လူတိုင်းရှိတယ်ကျေးဇူးတော်ဘုရားသခင်ကပြင်ဆင်ပြီးသားဖြစ်တယ်အဲ့ဒါကိုဘလောက်ကျွန်တော်တို့တန်တာလိုချင်တယ်ရှင်ဘောလူကပြောလဲဆိုရင်သူကိုယ်တိုင်နော်သူကိုယ်တိုင်တော့ကကျေးဇူးတော်ခံစားတဲ့အကြောင်းတက်တယ်။ဟောဒီသူဩဝါဒစာပထမဆောင်အခန်းကြီး15အငယ်30မှာဟောဒီသူဩဝါဒစာပထမဆောင်အခန်းကြီး15အငယ်30မှာငါဖြစ်ပြီးအတိုင်းငါဖြစ်ဘုရားသခင်ကျေးဇူးတော်အားဖြင့်ငါဖြစ်ပြီးအတိုင်းဖြစ်ငါခံရသောကျေးဇူးတော်ကိုလည်းအကျိုးမဲ့ခံရတယ်မဟုတ်ဘူးအခြားသောတမန်တော်များထက်ပိုပြီးတော့မှတာ၍ကြိုးစားခြင်းလို့ပြီးဒီဘောလူအကြောင်းပြောမယ်ဆိုရင်သူကတကယ်ရစ်တော်ကိုယုံကြည်တဲ့သူပေါ့ယူဒကံပညာတိကျမ်းတော့အရာစူးစမ်းအားထုတ်ပြီးတော့ငယ်ကလေးကနေလူကောင်းတမန်လို့ရတယ်ဤဆုံးတယ်လို့တော့လေဒီယေရှုကဒီခံတဲ့အချိန်မှာလူတကာကသူ့ကိုတွေ့လူတကာအပေါ်မှာပြတ်သူအသေးခံလာနော်လူတကာစီမံသွားပြီးတရားဟောတယ်သူတာပြည်တဲ့အခါမှာလည်းလူတကာမြင်ရဒါပေမဲ့ဒီပြည့်တော့အသေးခံပြီးတဲ့နောက်ရှင်ပြထမ်းမြောက်တဲ့လူတကာမတွေ့တော့ believers ယုံကြည်သူတွေစီမှာပဲတကယ်ရှိတယ်သွားတယ်ဒါပေမဲ့ထူးခြားတာကရှင်ပေါလုတင်းတော့ကိုလည်းနေစေပြီးတော့ပြရတယ်လိုက်တတ်ပြီးတော့မှအချမ်းကျူစာအထုတ်နေတဲ့အချိန်မှာလမ်းမှာဓမ္မသက်လမ်းမှာဒီယေရှုကသူနဲ့ထိတ်တိုက်တွေ့
ရှောလူအကြောင်းတော့မြင်းဆဲတယ်လေအဲ့လိုပြောတဲ့အခါမှာဘောလူကတည်သွားဒီယေရှုဆိုတဲ့လူကရှင်းပြနေတာပဲဒီချင်းကိုအောင်မြင်ပြီးရှင်းပြနေတယ်ဆိုပြီးအဲ့ဒီမှာသူဟာအင်းဒီချင်းရ salvation အင်းဒီချင်းရအဲ့တော့ကြောင့်ပြောတာငါဟာတဲ့ဂျေဇုတော်အားဖြင့်သာလေငါအင်းဒီချင်းရဖြစ်တယ်ကျွန်တော်တို့ဒီနေ့အင်းဒီချင်းရတယ်ဆိုတော့ငါအဘိုးကြောင့်ငါဘာကြောင့်ညာကြောင့်နော်ဘယ်သူကလူစိတ်မှတရားဟောလို့ငါကYouTube ထဲမှာကြည့်ပြီးတော့တရားဟောချက်နားထောင်ပြီးတော့ငါပြောင်းလဲပြီးတည်ချေရတယ်ဒါဆိုရင်ငါပဲဖြစ်တော့ရှိပေါ်လာတယ်လေဘုရားသခင်ဤဂျေဇုတော်အဖြစ်လာရင်အခုငါဖြစ်ဒီတိုင်းငါဖြစ်ရတယ်ငါခံရတော့ဂျေဇုတော်ကအကျိုးမဲ့ခံခဲ့ရတာမဟုတ်ဘူးတဲ့ဘုရားသခင်ကပေးတာဂျေဇုတော်နော်ဒီဂျေဇုတော်ဘုရားပေးတဲ့ဂျေဇုတော်ဖြစ်တဲ့အတွက်ကြောင့်သူကတကယ်ဆိုရင်တမန်တော်ထဲမှာအငယ်ဆုံးဖြစ်ပေမဲ့တဲ့သူဟာအကြီးဆုံးအနေနဲ့တော့မှာဘုရားသခင်ကသူ့ကိုရှင်းပြပါတယ်တို့သောဆိုတော့ငါစူးစမ်းပြီပေါ့ငါနဲ့အတူရှိတော့ဘုရားသခင်ဂျေဇုတော်ဒီစူးစမ်းတယ်ဂျေဇုတော်ကိုတကယ်ခံစားရတဲ့ခါမှာတဲ့ဒါသာလည်းမဆိုရင်တော့ God's grace which was bestowed upon me ဘုရားသခင်ဂျေဇုတော်ငါ့ပေါ်မှာပေးထားတဲ့အရာဟာ was not in vain အချင်းကြီးဖြစ်မတော့ဘူးဒီကနေ့ကျွန်တော်ဂျေဇုတော်ကိုခံစားအဲ့ဒီဂျေဇုတော်ကိုခက်လေးပဲရောက်တော့လည်းမသိတော့နော်ချမ်းသာခြင်းကိုပေးတယ်ဂျေဇုတော်ပဲဒါပေမဲ့ဘယ်နေရာမှာအသုံးပြုလုံနိုင်ကိုင်းနဲ့အစွမ်းတတ်ရှိတယ်စဉ်းစားတတ်တယ်ပညာရှိတယ်ဂျေဇုတော်ပဲဒါပေမဲ့ဘယ်နေရာပိုင်ဆိုင်မှုတွေရှိတယ်ကျွန်တော်ရှားတဲ့အတိုင်းရရှိတယ်ဒီပိုင်ဆိုင်မှုတွေကိုဘသူ့ကိုပေးနေဟုတ်ရဲ့ဘုရားအတွက်ပေးနေအသုံးပြုတယ်ကျမတို့အဖေစီကကျမသင်ခန်းစာရတာဗာလဲဆိုအဲ့ဒီမိမစီမပူတောင်းစားလို့ဖြစ်ဒါပေမဲ့သူကလမ်းလေးမှာတောင်းတယ်အိမ်မှာရှောက်ပြောတောင်းတယ်အဖေစီမှာအများအားလာတယ်ဘုရားလည်းအများအားပေးတယ်လာတယ်ပေးအဲ့တော့အမေနဲ့စကားများတခါလေကျတော့ဘုရားလည်းဆစ်ရှုပ်နော်အလုံးများတဲ့ချိန်မှာလာတော့တောင်းပြန်ပြီအဲ့ဒါနဲ့ဘုရားโอเคငါတို့တလားတစ်ခါပေးမယ်ဥမာလာခဲ့နော်သူကတလားတစ်ခါလာတယ်ကြာတော့တလားနှစ်ခါလာနှစ်ခါလာတော့နောက်တလားတွေပေးမယ်အခုပေးပါလို့လာတောင်းတယ်အဲ့နဲ့အခုကလည်းစိတ်တော့ညစ်တယ်နော်အဲ့မဲ့ပေးလိုက်တဲ့ကအမေကစကားများတယ်ဘုရားပြောလဲဆိုဘုရားသခင်ကဒီမိန်းမကိုပေးဖို့ငါ့ထက်မှာငါ့လက်ထက်မှာအပ်ထားတာလို့သူပြောပါတယ်ဘုရားသခင်ကငါ့လက်ထက်မှာအပ်တဲ့ဟာကိုငါဘာလို့သူ့ကိုမပေးရမလဲသူ့ကိုအလကားနဲ့ပြန်ခွင့်မပေးရဘူးတဲ့အဲဆိုဘုရားသခင်ကပေးတာနော်သူအဖြစ်ရတော့သူစားနေနော်လုံးနိုင်တဲ့လူလည်းရှိမှာပါဒါပေမဲ့သူ့ရဲ့ခံယူချက်ကဒီဂျေဇုတော်ဟာသူ့အတွက်ကြီးပဲမဟုတ်ဘူးဘုရားသခင်ကလူများကိုပါပေးထားတဲ့ဂျေဇုတော်ဆိုတော့ဒီနေ့ကျွန်တော်တို့လောကမှာလည်းဝမ်းနည်းကြည့်ပေးတဲ့လူတွေများရှိတယ်ဘဝကိုဆွေးကြချပြီးတော့အဆုံးသတ်တော်တဲ့လူရှိတယ်ဘဝမှာမဖြစ်ချင်တိုင်းပဲဖြစ်နေရပြီးတော့ရုပ်ကတ်တဲ့နေရတဲ့လူတွေအ
အခြေအနေမျိုးနဲ့တချို့ဆိုရင်သေတော့မယ်နော်ဒါမဲ့ငါတည်ပြီးတော့ဘယ်ရောက်လဲအမှမျောလေးချက်လည်းမရှိတော့တယ်ရှိကုန်ပြီမရဲ့ဘွားမှာမောင်ပိုက်ကြီးလာပါလားမရဲ့ဘွားဖြစ်ဘာဖြစ်လဲအော်နော်ကဲမဲ့လူရှိတော့ပါလားငါထောင်ရလေ social media မှာလူခံစားတဲ့လူညောင်များဆိုတာရှိတယ်ဒါပေမဲ့ဒီခံစားရတဲ့အရာတွေဘလောက်ပဲကြီးနေမဲ့ဘုရားရဲ့ကြီးစုတော်တဲ့ဘုရားမကြီးနိုင်ဘုရားရဲ့ကြီးစုဘလောက်ကြီးတယ်လဲဆိုတာဘယ်လိုမသိတော့သေးတာအခုကျွန်တော်တို့ဒီချင်းတဲ့ပုဂ္ဂိုလ်နားထောင်ရအောင်နော် There is nothing greater than grace There is nothing greater than grace ကျေးဇူးတော်ကပို၍ကြီးတယ်ဆိုတာကိုကျွန်တော်တို့လေးလေးနဲ့ခံစားတတ်မယ်ဆိုရင်ဒီကျေးဇူးတော်ကဘာမှမလဲလို့ဘုရားရှင်ရဲ့သွေးတော်နဲ့ဘာဝရအသက်ကိုပေးရတဲ့အချိန်ဘုရားသခင်ရဲ့ကျေးဇူးတော်ပေးထားခြင်းဖြစ်ပါတယ်ဒါလို့ဒီလိုနားထောင်တာပါချင်းတော့စူးစမ်းတော့တိုက်တယ်နော်။ရာလည်းဖြစ်တယ်။ဒါဆိုရင်ရကြည့်လဲဆိုတော့အတော်လုံးက professional မဟုတ်ဘူး။ဒီချင်းလေးကခုနပြောတယ်ပဲနော် hopeless ဖြစ်တဲ့လူတွေ heartbreak ဖြစ်တဲ့လူတွေ last breath in time မှာ unsure နဲ့ဘာမှမသိချင်ဖြစ်တယ်ဒုက္ခအကြီးကြီးလောကမှာသူတို့ဒုက္ခကြီးတဲ့လူသူတို့မကယ်နိုင်တော့ဘူးလို့ထင်တဲ့လူတွေသူတို့ရဲ့ဒုက္ခထက်ကြီးမားတဲ့သိတယ်။ရာရဲ့ကျေးဇူးWhat do you say to someone who feels so unloved? Giving themselves away, they'll be everything just to be good enough. What do you say to hopeless souls who can't remember their way home and everything is out of their control? There is no What
ပူဇော်ခြင်းမောရှေကပြောတယ်ဘုရားသခင်ဘုန်းတော်ဘုရားသခင်ကျေးဇူးကိုပြပါလို့တောင်းဆိုခဲ့တယ်နောက်ဆုံးမှာဘုရားသခင်ကိုတော်တိုင်ဟာဒီကိလလူမျိုးတွေပြတာနောက်ဒီနေ့ကျွန်တော်တို့ကိုသူ့ရဲ့ဘုန်းကိုပြတယ်သူ့ရဲ့ဘုန်းကကျေးဇူးကိုနှုတ်ကပတ်တော်ဒီပူဇာတိကိုခေါင်းပြီးတော့မှကျေးဇူးတော်နဲ့၎င်းသစ္စာတော်နဲ့၎င်းဆိုတဲ့ the fullness of grace ပြည့်စုံခြင်းဟာဒီနေ့ကျွန်တော်တို့ရှိမှာထင်ရှားစွာပြခဲ့ပါပြီ။ခမည်းတော်ဤတပါးဒီတော်သားတော်ဤဘုန်းကဲ့သို့ဤဘုန်းတော်မြင်ရကြပြီလို့ငါကြားစားလို့ဆိုကြပါလေ။ဒါကြောင့်ကျွန်တော်ဒီနေ့ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုလူတိုင်းခံစားရပါတယ်ဆိုတော့ဒီရကြပါစို့ဒီကျေးဇူးတော်ဟာတကယ်ပဲလေကျွန်တော်တို့ရရှိတယ်ပြီးသားဖြစ်ပါတယ်။ကျေးဇူးတင်ပြတော်ရဲ့ကျေးဇူးတော်ဟာကျွန်တော်တို့အတွက်လုံလောက်နေတာပိုရှာရှိတယ်။ဒါကိုတကယ်ပဲ